မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရင်အုပ်ကစားမင်ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ရင်အုပ်ကစားတဲ့နီးတွေကိုကင်မရာထောင်ပြီးတော့အသုံးပြုလို့သူတွေအတွက် sharing လုပ်ပေးမယ်ဖြစ်ပါတယ်။ Okay တစ်ဆက်ကိုကျွန်တော်10ချိန်စီကစားပြီးတော့3 set ကစားလေးရှိပါတယ်။အသုံးဝင်တဲ့ကစားနည်းတွေဖြစ်တဲ့အတွက်ကစားကြမယ်နော်။ပထမဆုံးသွေးဘူး set ပေါ့နော်။ Smith set မှာကျွန်တော်12ချိန်တော့ရင်ဖက်ကိုသွေးရအောင်ဖြည်းဖြည်းချင်းညှစ်ပြီးတော့ကစားကြပါမယ်။ Second set ရင်အုပ်ကြွက်သားကိုထိအောင်တစ်သေးချာညှစ်ပြီးတော့ကစားကြပါမယ်။ Let's go! Go! Go!ဒါကတော့ရင်အုပ်အပေါ်ပိုင်းအတွက်ကျွန်တော် last set စူးစမ်းပြီးတော့10ချိန်ရအောင်ကြွက်သားကိုလည်းညှစ်မိအောင်တသေးချာကစားကြပါမယ်။ Let's do it! Stronger than tomorrow! Fit body, healthy mind! Let's go! 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 Stronger than tomorrow! Fit body, healthy mind!ဒီset ကြတော့ progressive overload လို့ခေါ်တဲ့ကိုကစားနိုင်တာထက်တွန်းပြီးတော့ကစားတဲ့ set ဖြစ်ပါတယ်ကစားကြမယ်နော်။ Let's do it! Stronger than tomorrow! Fit body, healthy mind! Let's go! 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 Fit body, healthy mind! line upper chest press ကြောင့်ရင်အုပ်မှာလေးသွေးရောက်တော့ပြီဖြစ်တဲ့အတွက် flank badge ကိုအလေးမလျှော့တော့ဘဲနဲ့ရသလောက်လေး10ချိန်3ကြော့ရရင်ပေါ့ကဲဆက်ကစားကြပါမယ်Let's do it! Stronger than tomorrow! Fit body, healthy mind! Let's go! 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 Stronger than tomorrow! Fit body, healthy mind! flat bench second set Stronger than tomorrow! Let's go! six
do it. Stronger than tomorrow. Fit body, healthy mind. Let's go. 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 flat bench နောက်ဆုံး set ဖြစ်ပါတယ်တစ်သေးချကစားကြမယ်နော် Let's do it. ကဲရင်အိုးအတွက် standing cable fly 3 set စနစ်ကျ3ကြော့ကစားကြပါမယ် Let's go. 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 cable flying ကစားတဲ့အချိန်မှာကျွန်တော်ကအလေးပေါ့လေးနဲ့ရင်အုပ်ကြက်သားကိုသွေးများများရအောင်ပဲဦးစားပေးပြီးတော့ကစားပါတယ်ကဲအခုဗီဒီယိုကြည့်တဲ့သူရောဒီလိုမျိုး flying ကစားတဲ့အချိန်မှာလေးလေးကစားတတ်ပါသလားပေါ့လေးပဲသွေးနဲ့အမဆယ်ကိုညှင်းမြောက်ကစားတတ်ပါဆိုတာအောက်မှာ comment ရေးပေးပါဦးနော် standing cable set second set ကိုဆက်နေချိန်ထပ်ပြီးကစားပါမယ် ကစားရင်းနဲ့ရင်အုပ်ပေါ်မှာသွေးရောက်လာတဲ့အတွက်အလေးနည်းနည်းလေးတိုးပြီးတော့10ချိန် one more set ကစားပါမယ် Stronger than tomorrow. Fit body, healthy mind. Let's go. 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 old school တယောက်ဖြစ်တဲ့အတွက်ဒီတစ်ချိန်မှာတော့ overhead extension ကိုရင်အုပ်ရကြောပြင်ပါကစားလို့ရတဲ့ကစားနည်းဒီဟာကို10ချိန်3ကြော့ချိန်မှာရှိတဲ့အလေး26နဲ့ကစားပါမယ် Stronger than tomorrow. Fit body, healthy mind. Let's go. 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 Second set, yeah. Let's do it. Stronger than tomorrow. Fit body, healthy mind. Let's go. Go. Go.
the third set lesson. Six, 7, Let's do it! 8, Stronger than tomorrow! Fit body, healthy mind! Let's go! Go! တော့ဗီဒီယိုကအသုံးဝင်နေဆိုလို့ရှိရင်တော့ comment ရေးပေးလို့ရတယ်လို့ပဲအခုလိုမျိုးအသုံးဝင်တဲ့ဗီဒီယိုလေးတွေအမြဲတမ်းတင်ပေးတဲ့အတွက် subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေဗျာ Cheers